ဆိုရိုကဘက်ကီတို့အဖွဲ့ကိုအမြောက်နဲ့ထုလိုက်ပြီးတဲ့နောက်ဒဏ်ရာအပြင်းထန်ရထားတဲ့ကြားကနေသူ့ကပတိန်လူဖီရဲ့လေးလက်နဲ့လှောင်ရင်ကိုဘေးကင်းတဲ့နေရာစီပို့ဖို့ကြိုးစားနေပါတယ်။ဒေါသထွက်သွားတဲ့ဘက်ကီကလည်းရိုရိုနိုဝါဆိုရိုရဲ့ခေါင်းကိုဖြတ်ဖို့မိုဂျီဆိုတဲ့သူကိုလွှတ်လိုက်ပြီးလူဖီယိုတေလာရဲ့ဆိုရိုကတော့ပင်မလုံးတဲ့အတွက်တရိတ်ဆန်အစာဆိုင်တန်းမှာလဲကျသွားပါတယ်။အဲနားမှာခွေးလေးတစ်ကောင်လည်းရှိနေရကြောင်းလူဖီကမြောက်တဘာဝပျောက်ဆက်ဆက်သွားလို့တဲ့အတွက်တောက်ခွက်ကိုအကိုက်ခံလိုက်ရပြီးဆိုရိုလည်းဒဏ်ရာကြောင့်ထိမ့်မနိုင်ဖြစ်နေတဲ့အချိန်မှာနာမီကလှောင်ရင်ရဲ့တော့ကိုလာပေးခဲ့ပါတယ်။ဒါပေမဲ့တော့ကိုအနားမှာရှိနေတဲ့ခွေးလေးကကောက်ပြီးမျိုးချပစ်လိုက်တဲ့အတွက်မြောက်နဲ့ခွေးနောက်တစ်ချိန်ကိုက်နေကြတဲ့အချိန်ချူချူအမနှိမ့်ဆက်နေဆိုတဲ့အတန်နဲ့တူအဲမျိုးရဲ့မျိုးတော်ကရောက်လာခဲ့ပါတယ်။ဒဏ်ရာရထားတဲ့ဆိုရိုကိုမြင်လိုက်တာနဲ့ဘက်ကီရဲ့လက်ချက်ဆိုတာကိုတီးလိုက်တဲ့မျိုးတော်ဝင်လည်းအနားယူနိုင်မှုသူ့အိမ်ထဲမှာခဏလောက်ထည့်ပေးထားလိုက်ပြီးချူချူဆိုတဲ့ခွေးလေးကတရိတ်ဆန်အစာဆိုင်ကိုစောင့်ပေးနေရဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။ဒီဆိုင်ပရှင်သူ့ရဲ့တငယ်ချင်းကလွန်ခဲ့တဲ့3လလောက်မှာအဖျားကြောင့်တိတ်ဆုံးသွားတဲ့အတွက်မျိုးတော်ဝင်ကနေ့တိုင်းချူချူကိုအစာလာကျွေးပေးနေရဖြစ်ပြီးညံကောင်းတဲ့ချူချူကိုယ်တိုင်ကလည်းသူ့တခင်တည်သွားပြီဆိုတာကိုသိပေမဲ့သူ့အတွက်ဒီဆိုင်လေးကတန်ဖိုးဖြတ်လို့မရတဲ့အမှတ်တရတွေအများကြီးရှိနေရကြောင်းစောင့်ရှောက်ပေးနေရဖြစ်နိုင်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။အဲ့လိုအပင်ပန်းခံပြီးစောင့်ရှောက်မနေအောင်အချိန်ချင်းမောင်းထုတ်ကြည့်ခဲ့ပေမဲ့လည်းချူချူကနေတိုင်းဒီကနေတလန်းမရွေးတဲ့အကြောင်းပြောပြနေတဲ့အချိန်သူတို့အနားမှာချင်းသေးဟိန်းနံတစ်ခုကိုကြားလိုက်ရပါတယ်။မျိုးတော်ဝင်ကတော့အဲ့ဒါကတရိတ်ဆန်တွေကိုလေ့ကျင့်ပေးနေတဲ့မိုဂျီလို့ပြောရင်ထွက်ပြေးသွားခဲ့ပြီးခွေးစီကတော်တောင်းနေတဲ့လူဖီအနားကိုလည်းအေယာမချင်းသေးစီးထားတဲ့မိုဂျီကရောက်လာခဲ့ပါတယ်။ဒီကဘာပေါ်မှာသူမလေ့ကျင့်ပေးနိုင်တဲ့တရိတ်ဆန်ဆိုတာမရှိဘူးလို့ပြောရင်သူ့ကိုရန်လိုနေတဲ့ချူချူအနားကိုကတ်သွားပေမဲ့ချက်ချင်းအကိုက်ခံလိုက်ရပါတယ်။ရိုရိုနိုဝါဆိုလိုဗမာလဲလို့မေးတော့လေလူဖီကမပြောတဲ့အတွက်ရီချီလို့ခေါ်တဲ့ချင်းသေးကြီးကတက်ခိုက်လိုက်တဲ့အချိန်ကန်ကောင်းထောက်မစွာပဲလှောင်အိမ်ထဲကညောက်ကလွတ်သွားခဲ့ပါတယ်။ဒါပေမဲ့လွတ်ချင်းပဲတက်ခိုက်တာခံလိုက်ရပြီးအနားမှာလည်းတရိတ်ဆန်အစာဆိုင်ရှိနေတဲ့အတွက်သူ့ချင်းလေးကိုအစာကျွေးဖို့လုပ်လိုက်ပြီးမြဲခုနကခွေးလေးကစိုင်ဆောင်နေရကိုတွေ့လိုက်ရပါတယ်။ချင်းသေးတက်ခိုက်တာခံလိုက်ရတဲ့ပြင်အိမ်ပြိုတဲ့အထည်ပါသွားတဲ့တော့မသိသေးတဲ့လူဖီကိုတွေ့လိုက်ရတဲ့ကြောင့်မျိုးတော်ဝင်တဲ့နာမီကအံ့ဩသွားပြီးမြဲလူဖီကတော့ဘာမှမထူးဆန်းသလိုပဲပြန်ထလာခဲ့ပြီးဒီကျိုးမောကနေ Grand Line မြေပုံနဲ့အတူလမ်းပြတစ်ရက်ကိုရအောင်ခေါ်သွားမယ်အကြောင်းပြောခဲ့လိုက်ပါတယ်။ချူချူကသူ့ရဲ့တခင်နဲ့အမှတ်တရတွေအများကြီးရှိခဲ့တဲ့ဆိုင်လေးကိုအသေးအတန်ကာကွယ်ပေးနေပြီမြဲအင်အားကြီးမှမျှပဲဖြစ်နေပြီးသူ့တခင်ရဲ့နောက်ဆုံးအမှားစကားအတိုင်းဆိုင်ကိုတခြားစောင့်မေးဖို့ဆုံးဖြတ်ထားပြီးမြဲလေဘလို့မှမတက်နိုင်ခဲ့ပဲမီးလောင်ပြကျသွားတာကိုသာတွေ့လိုက်ရပါတယ်။ပျက်စီးသွားတဲ့ဆိုင်ကိုကြည့်ရင်းနဲ့အော်ဟင်းရဲ့ချူချူကိုတွေ့လိုက်ရတဲ့လူဖီကလည်းသူတခုခုပြန်လုပ်ပေးရမယ်လို့ဆုံးဖြတ်လိုက်ပြီးနောက်ဆုံးအစာတော့ကိုယူသွားတဲ့ရီချီနဲ့မိုဂျီစီကိုလိုက်သွားခဲ့ပါတယ်။လူဖီမသေးသေးတာကိုမြင်လိုက်ရတဲ့မိုဂျီလည်းချင်းသေးနဲ့ထက်တိုက်ဖို့လုပ်ပြီးမြဲလူဖီကသူ့ရဲ့လက်တွေကိုလိမ်လိုက်ပြီးဂေါ်မူနိုဟမ်မာဆိုတဲ့တက်ကွက်နဲ့တီးပေးလိုက်ပါတယ်။လူဖီစီမှာဘက်ကီလိုမျိုးနက်ဆိုးတစ်တီအစွမ်းရှိနေရကိုတီးလိုက်ရတဲ့မိုဂျီလည်းအသေးအတန်တောင်းမှတ်မိမြဲချူချူတန်မိုးထားတဲ့အရာကတော့ပြန်မရနိုင်တော့တဲ့အတွက်မိုဂျီကိုလက်သီးခပ်ပြင်းပြင်းနဲ့အဆုံးသတ်ပေးလိုက်ပါတယ်။ချူချူအခုလိုဖြစ်သွားတာကိုမြင်တဲ့နာမီကလည်းပင်လယ်ဓမြတွေဆိုတာအားလုံးအတူတူပဲလို့ပြောရင်လူဖီကလည်းဘာမှထူးမှမဟုတ်တဲ့အကြောင်းပြောပေမဲ့လူဖီကတော့သူယူလာတဲ့နောက်ဆုံးအစာတော့ကိုချူချူစီသွားပေးတာကိုမြင်လာရပါတယ်။ကျန်တဲ့ဟာတွေကိုတော့ချင်းသေးကောင်အကုန်စားသွားပြီဖြစ်တဲ့အကြောင်းပြောနေရကြောင်းလူဖီကခွေးလေးတစ်ကောင်အတွက်နဲ့ချင်းသေးကိုတောင်တိုက်ခိုက်ခဲ့ရမယ်နာမီကတီးသွားခဲ့ပြီးချူချူကလည်းသူ့အတွက်အစာတော့ပြန်ယူလာပေးခဲ့တဲ့လူဖီကိုကျေးဇူးတင်တဲ့အမူအရာနဲ့နှုတ်ဆက်လိုက်ပါတယ်။ဘက်ကီကတော့ဇိုရိုတောင်မဟုတ်ပဲကောက်ရုပ်အထုပ်ကောင်ကမိုဂျီကိုပြင်းလိုက်တယ်မှတီးသွားတဲ့အတွက်ဒေါသအလိမ့်လိုက်ထွက်နေခဲ့ပြီးနာမီကလည်းသူပြောခဲ့တဲ့စကားကြောင့်လူဖီကိုပြန်ပြီးတောင်းပန်လိုက်ပါတယ်။ချူချူနဲ့ကောက်ရုပ်အထုပ်ကောင်လေးကတော့ငင်ခံမနေပဲပြန်တိုက်ခိုက်တာကိုတွေ့လိုက်ရတဲ့မျိုးတော်ဝင်လေဒီအတိုင်းသူ့မျိုးဖြက်စီးခံရတာကိုငကြောက်လို့ကြည့်နေမိခဲ့တဲ့အတွက်နောင်နာရသွားခဲ့ပြီးသူနဲ့အတူမျိုးသူမျိုးသားတွေတက်ညီနဲ့တီထောင်ခဲ့ကြတဲ့ဒီမျိုးအတွက်ပြန်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့အချိန်မှာဘက်ကီကလေသူ့ရဲ့ special အပြောင်းဆန်တွေနဲ့တမျိုးလုံးကိုဖျက်ဆီးနေပြီဖြစ်တဲ့အပြင်မျိုးတော်ဝင်ရဲ့အိမ်မှာပါသွားတာကြောင့်ဇိုရိုလည်းတည်သွားပြီလို့ထင်လိုက်ကြပါတယ်။ဒါပေမဲ့အေးရဲဝသွားတဲ့ဇိုရိုကဘာမှမဖြစ်ပဲပြန်ထလာတာကြောင့်နောက်တစ်ခေါက်အံ့ဩသွားကြပြီးမျိုးတော်ဝင်ကတော့အခုလိုသူ့မျိုးကိုဖျက်ဆီးနေရကိုထိုင်မကြည့်နေနိုင်တော့ဘူးလို့ပြောရင်ဘက်ကီကိုတွားချဖို့လုပ်နေတော့လူဖီကပါမြှောက်ပေးလိုက်တဲ့အတွက်ဘက်ကီရဲ့စကန်စီပြေးသွားခဲ့ပါတယ်။လူဖီကလည်းနောက်ကနေလိုက်ကူညီဖို့ဆုံးဖြတ်လိုက်တဲ့အတွက်သူ့နာမည်ကိုအထီးကိုက်မခံနိုင်တဲ့ဇိုရိုလည်းလက်စားချိတ်ဖို့ပြင်လိုက်ပြီး Grand Line နဲ့ဝင်နိုင်မှုဆိုရင်မြေပုံကိုလည်းလိုအပ်သေးတဲ့အပြင်လမ်းပြတစ်ယောက်လည်းရှိမှရမှာဖြစ်တဲ့အတွက်နာမီကိုသူ့အဖွဲ့ထဲဝင်မှုထပ်ခေါ်လိုက်ပါတယ်။နာမီကလည်းပင်လယ်ဓမြလောက်ရမှာမဟုတ်ပေမဲ့လူဖီရဲ့ကန်လန်းချက်ကိုတော့ခဏတော့ပူအောင်မှုလက်ခံလိုက်ပြီးအဲ့အချိန်မျိုးတော်ဝင်ကသူ့အသက်သေးရင်သေးပါစေဘက်ကီကိုတယောက်တည်းသွားစိန်ခုန်နေရကြောင်းနဆိုးတစ်တီရဲ့အစွမ်းနဲ့အနိုင်ကျင့်ခံရပြီဖြစ်ပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုုံနဲ့ဗီဒီယိုလေးတွေကို support ပေးဖို့တောင်းဆိုချင်ပါတယ်။အချိန်ကိုက်ပဲလူဖီနဲ့ဆိုရိုကလည်းလူရှင်တော်ဘက်ကီကိုဘေးမို့ရောက်လာခဲ့ကြပြီးမျိုးတော်ဝင်ကတော့ဒါကသူ့တိုက်ပွဲဖြစ်လို့ဝင်မပါဘူးပြောနေရကြောင်းလူဖီကခဏလောက်သိပ်ပေးလိုက်ပါတယ်။မျိုးတော်ဝင်ကကိုယ့်တဲ့တွင်ကိုတူးသလိုဖြစ်နေရကြောင်းဇိုရိုကလည်းလူဖီကိုထောက်ခံလိုက်ပြီးရတယ်မြောက်မသားကဘက်ကီကိုနှာခေါင်းကြီးလို့သွားခေါ်လိုက်ပါတယ်။အဲဒါကြောင့်ချက်ချင်းဘက်ကီအမြောက်ဆန်နဲ့ပြစ်ပင်မဲ့ဂေါ်မူနိုဘောလုံးဆိုတဲ့အကွက်နဲ့ပြက်ကန်ထွက်အောင်လုပ်လိုက်တဲ့အတွက်ဘက်ကီရဲ့စကန်တစ်ခုလုံးပြိုကျသွားတဲ့အပြင်သူ့ရဲ့တပည့်တော်များများလည်းမှောက်သွားကြပါတယ်။သူ့လူတွေနဲ့ကာထားလိုက်တဲ့ဘက်ကီကတော့ဘာမှမဖြစ်သွားပေမဲ့လူဖီကနက်ဆိုးတစ်တီစားထားတဲ့ရာဘာလူသားဆိုတာကိုတော့တီးသွားကြပြီးခပါတီဆိုတဲ့သူကလည်းမိုဂျီရဲ့ချင်းသေးနဲ့ပောက်ကွဲမှုကိုကာထားလိုက်ကြကြောင်းအေးစစ်စစ်ပြန်ထားလာနိုင်ခဲ့ပါတယ်။မိုဂျီကမကျေနပ်ပေမဲ့လည်းသူ့ထက်တမာတဲ့သူတွေကြားမှာခဏလေးတောင်ဝင်ရှုပ်လို့မရပဲခပါတီဆိုတဲ့သူကလည်းဒါသမားဖြစ်ပေမဲ့စက်ကဂျူမာဆီယာတယောက်လည်းဖြစ်တဲ့အတွက်တပိန်းနဲ့ပါတဲ့စပိန်းကိုစီရင်တက်ခိုက်တဲ့သူဖြစ်ပါတယ်။သူ့ကပတိန်ရှိကနေကာကွယ်ပေးနေတဲ့ဇိုရိုရဲ့တန်ရာကမတတ်တာသေးတာကိုတိရဲ့ခပါကြီးကလည်းညင်ညင်ပတ်ပတ်နီးလန်းနေနဲ့ဓာတ်တန်ရာကိုပဲဥတီတက်ခိုက်နေရကြောင်းဇိုရိုကတဖေးဖေးနဲ့အားရင်ကြီးနေလာပြီဖြစ်ပါတယ်
ဒါပေမဲ့ဇိုရိုအကြောင်းကိုသိတဲ့လူဖီကဘာမှမကူပဲဒီအတိုင်းရက်ကြည့်နေပြီးအဲ့အချိန်မှာဇိုရိုကခါဘာဂျီရဲ့တိုက်ပွဲကိုမရှောင်လိုက်တဲ့အပြင်သူ့အကြောပေးထားတာလုံလောက်ပြီးဖြစ်တဲ့အကြောင်းရွေးလိုက်ပါတယ်ကမ္ဘာအကောင်းဆုံးဓာသမားဖြစ်ရမယ်လို့ဆုံးဖြတ်ထားတဲ့သူတစ်ယောက်အတွက်ဓာသမားလို့ပြောတဲ့ဘသူ့ကိုမဆိုရှုံးလို့မရတဲ့အကြောင်းပြောပြလိုက်ပြီးသူ့ရဲ့ဓာသုံးချောင်းစတိုင်ကိုထုတ်သုံးတော့မဲ့အချိန်နာမီကလည်းအလုံးရှုံးနေတဲ့သူတွေကိုအခွင့်ကောင်းယူတဲ့အနေနဲ့ရတနာတွေကိုခိုးဖို့ထွက်သွားခဲ့ပါတယ်ခါဘာဂျီကတော့စက်ကတ်ထဲမှာသူ့သုံးတဲ့ထူးထူးဆန်းဆန်းအကွက်တွေနဲ့တိုက်ခိုက်နေပြီးဇိုရိုရဲ့အလေးငိုက်မှာဘဂီယာပါဝင်ပါဖို့လုပ်နေရကြောင်းအဲ့ဒါကိုသိတဲ့လူဖီကသူတို့တိုက်ခိုက်နေရကိုဝင်မရှုပ်စေဖို့ဖျက်တာလိုက်ပါတယ်အဲ့အချိန်နာမီကတော့နေရောက်ခန်းထဲမှာဓမြတိုက်ထားတဲ့ရတနာပုံကြီးကိုရှာတွေ့သွားပေမဲ့အခန်းထဲမှာမူးနီရဲ့ဘဂီရဲ့တပည့်တယောက်ရှိနေတဲ့အတွက်နာမီလည်းမိမတို့မာယာနဲ့လှည့်ပြားပြီးတီးထုတ်ပေးလိုက်ပါတယ်မြေပုံထက်ထားတဲ့တစ်တာရဲ့တော့ပါရှိနေရကြောင်းရေကန်အသစ်ကြာအသစ်ဖြစ်သွားခဲ့ပြီးခါဘာချီရဲ့ကြောင်တောင်စက်ကတ်ဂျုံမအကွက်တွေကိုထိုင်ကြည့်နေရတဲ့ဇိုရိုကလည်းစိတ်မရှိတော့ပဲရီကာသူ့ကိုကျွေးခဲ့တော့ကထမင်းလုံးရဲ့နာမည်အတိုင်းပေးထားတဲ့ဓာသုံးချောင်းတိုက်ကွက်အိုနီဂီရီနဲ့အဆုံးသတ်ပေးလိုက်ပါတယ်သူ့တိုက်ပွဲပြီးရတဲ့နောက်တစ်ခေါက်အိတ်ချင်လာတဲ့ဇိုရိုကကျန်နာကိုလူဖီနဲ့လွှဲထားခဲ့လိုက်ပြီးနာမီကလည်းများပြားလာတဲ့ရတနာတုပ်ကြီးနဲ့ထွက်သွားဖို့တွေးလိုက်ပေမဲ့အဲ့လောက်အလေးကြီးကိုသူတယောက်တည်းမသိနိုင်တဲ့ပြင်တခုခုကိုလည်းခြံထားခဲ့ဖို့စိတ်မချဖြစ်နေခဲ့ပါတယ်လူဖီရဲ့ Grand Line ကိုရောက်ရင်ပင်လယ်သမားဘရင်လုံးမယ်ဆိုတဲ့စကားကြောင့်သူ့လိုပဲပင်လယ်သမားဘရင်ဖြစ်ချင်တဲ့ဘက်ကီလည်းနှထင်ထိသွားခဲ့ပြီးဒီကောက်ရုပ်အုပ်ထုပ်ကိုမြင်ရတာလေသူ့မုံနဲ့တစုံတယောက်ကိုသတိရမိတဲ့အကြောင်းရေးရွလိုက်ပါတယ်အဲ့ကောင်ကသပင်းနီကြောင်ကြောင်နဲ့ဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အချိန်မှာတော့လူဖီကလည်းဘက်ကီကရှန့်အကြောင်းပြောနေရမှန်းသိသွားခဲ့ပြီးရှန့်ဘာမှရှိလဲဆိုတာကိုတော့ဘက်ကီကမပြောပြတဲ့အတွက်သူကိုယ်တိုင်ပဲမေးဖို့ဆုံးဖြတ်လိုက်ပါတယ်လူဖီကရာဘာလူသားဖြစ်ပေမဲ့ပြက်ရှားတဲ့အချုံတွေဓာတ်တွေကိုတော့မခံနိုင်တဲ့အတွက်ဘက်ကီရဲ့တိုက်ကွက်တွေကိုရှောင်နေရပြီးသူပြန်တိုက်တဲ့အချိန်မှာလည်းဘက်ကီကသူ့ရဲ့ခန္ဓာကိုယ်ကိုအသုံးချပြီးရှောင်လိုက်တဲ့ကြောင့်ရာဘာလူသားလည်းအနေငယ်အုံနောက်ချလာခဲ့ပါတယ်ဒါပေမဲ့အစတွေကအုံနောက်မသုံးတဲ့ကောင်ဖြစ်လို့နောက်တစ်ခေါက်ပြန်ထလာခဲ့ပြီးအဲ့လိုကြမ်းတမ်းလာတဲ့နဆိုးတစ်တီစားသူနှစ်ယောက်ရဲ့တိုက်ပွဲကိုလည်းဘသူကမှဝင်မပါရဲကြပဲအခြေအနေကြည့်နေကြရတာဖြစ်ပါတယ်အဲ့အချိန်ဘက်ကီရဲ့တိုက်ပွဲတစ်ခုကလူဖီရဲ့မျက်နှာကိုချစ်မိသွားပေမဲ့လူဖီကတော့သူ့ရဲ့မျက်နှာထက်ရှန့်ပေးရတဲ့ကောက်ရုပ်အုပ်ထုပ်ကိုထိသွားတဲ့အကြောင်းဒေါသထွက်နေကြကိုနာမီကလှမ်းတွေးလိုက်ပါတယ်ပုံမှန်ဆိုရင်အမြဲတမ်းစောက်ပေါ်လို့နေတဲ့လူဖီကသူ့ရဲ့ကောက်ရုပ်အုပ်ထုပ်ကိုလာထိရင်တော့ဘသူ့မှခွင့်မလို့ဘူးဆိုတာကိုသိလိုက်ရပြီးအဲ့ဒါကိုရိမ့်မိသွားတဲ့ဘက်ကီကလည်းအုပ်ထုပ်ကိုမှရွယ်ချက်ရှိရှိဖျက်ဆီးလိုက်ပါတယ်ဒီအုပ်ထုပ်ကသူ့အတွက်အရေးကြီးတဲ့အရာဖြစ်လို့တေချာထိမ့်သိမ့်မှုမှားခဲ့တဲ့ရှန့်ငဲ့စကားကိုလည်းလူဖီကပြန်သတိရသွားခဲ့ပြီးဘက်ကီကတော့တကယ်ရတနာဆိုတာကောက်ရုပ်အုပ်ထုပ်အစုပ်ပလို့မဟုတ်ပဲရွှေငွေကြောက်တံဗရမ ्या တွေကိုသာခေါ်တာဖြစ်တဲ့အကြောင်းထပ်ပြောလိုက်ပါတယ်လူဖီကတော့သူ့ကိုရှန့်ပေးခဲ့တာဖြစ်လို့သူ့အတွက်ရတနာလိုအဖိုးတက်တဲ့အကြောင်းပြောပြလိုက်တဲ့အချိန်မှာတော့ဘက်ကီကလည်းသူ့မြင်မှုနေရလို့ထင်တာတကယ်မှသိသွားခဲ့ပါတယ်ရှန့်သူ့ရဲ့ဘေးမှာရှိတုန်းကတစ်ချိန်လုံးစောင်းထားတာဖြစ်တဲ့အကြောင်းပြောလိုက်တဲ့အတွက်လူဖီကဘက်ကီနဲ့ရှန့်ဟာတစ်ချိန်ကလှေတစည်းရဲ့အတူတူရွက်ရမှုတယ်ဆိုတာကိုသိသွားခဲ့ပါတယ်ဒါပေမဲ့ဘက်ကီကတော့ရှန့်ကိုတော်တော်လေးမုန်းတီးနေတဲ့ပုံဖြစ်တဲ့အတွက်ရှန့်ကိုဘလိုမျိုးစော်ကားတာကိုမှမခံနိုင်တဲ့လူဖီလည်းဘက်ကီရဲ့ဘိုက်ကိုပြေးတိုက်လိုက်ပါတယ်လူဖီကပြက်ရှားတဲ့လက်နက်တွေဆိုရင်မခံနိုင်သလိုစန့်ချင်မဲ့အနေနဲ့ဘက်ကီကတော့ထိုးတာကြိုက်တာလိုမျိုးတိုက်ခိုက်မှုတွေကိုခံနိုင်ရင်မရှိပဲရှန့်နဲ့ဘက်ကီဘလို့ပတ်သက်တဲ့ဆိုတာကိုလည်းလူဖီကအတင်းကျပ်မေးမြန်းလိုက်ပါတယ်ဘက်ကီကတော့ရှန့်ဆိုတာသူဘလို့မှခွင့်လို့မရတဲ့သူဖြစ်ပြီးသူ့ရဲ့ချမ်းသာမှုတွေအကုန်လုံးကိုခိုးယူသွားတဲ့ကောင်ဖြစ်လို့တဘဝလုံးအဲ့ကောင်ကိုမုန်းတီးနေမှာဖြစ်တဲ့အကြောင်းပြောရင်သူတို့ရဲ့ငယ်ဘဝကဖြစ်ရတဲ့တစ်ခုကိုပြောပြလိုက်ပါတယ်ဒါကတော့ One Piece အပိုင်းလေးဖြစ်ပြီးအပိုင်း9ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်